အဲ့ဒီဇတ်တော်မှာဦးဇင်းတို့ဘုရားလောင်းကနွားဖြစ်တယ်အယောင်သွေးကနေပုံရတယ်လောဟိတဆိုတော့အနီပေါ့နွားနေကြီးပေါ့နော်အဲ့တော့သူ့မှာလည်းညီတစ်ယောက်ညီတစ်ကောင်ရှိတယ်တနေ့တော့ညီကိုနှစ်ယောက်ညီကိုနှစ်ကောင်အမြဲတမ်းယုံရကံရပင်ပန်းတာပေါ့အဲ့ဒါနဲ့ညီဖြစ်တဲ့လူကအကိုကြီးကိုဘာပြောလဲဆိုတော့ကိုကြီးဟာကျွတ်တို့မပင်ပန်းပန်းပန်းယုံရတယ်စားရတော့ကောက်ရိုးမြက်ဟိုမှာကြည်စမ်းအိမ်အောက်ကကတဲ့အောက်မှာဇင်ကြကြအိတ်နေတဲ့အကောင်တာလုကဆိုတဲ့အကောင်ဘဝကြီးရှိတယ်ဟုတ်လားကတဲ့အောက်မှာဘာလို့ဇင်ကြကြအိတ်နေတာဘာမှလည်းမလုပ်ရဘူးအဲ့ဒါဇင်ကြကြသူ့မဲ့သူ့ကြည့်လိုက်အမြဲတမ်းအိတ်နေတယ်ဒါပေမဲ့သူ့ကိုကြွေးတာကြတော့တကယ့်ကိုအကောင်စားထမင်းနေဟင်းနေအဲ့ဒါတွေကြွေးတာအကိုကြီးဟာအင်းရှင်ကတော်တော်မတရားတာပဲကျွတ်တို့မဲ့အလုပ်တွေအများကြီးလုပ်ရပြီးတော့ကောင်းကောင်းမစားရဘူးဟိုကောင်ကြီးမှာဘာမှမလုပ်ရဘဲနဲ့စားလိုက်ရတာကြည်စမ်းအဲ့လိုပြောတော့ဘုရားလောင်းကငါညီတဲ့တာလုကစားတဲ့အစာကိုမင်းမနှစ်သက်နေတဲ့အဲ့ဒီကောင်ကသူသေးဖို့အတွက်စားနေတာกว่าလေငါတို့အစာကိုငါတို့မျက်နှိုးသင့်တယ်ငါတို့အစာကငါတို့အတွက်အန္တရာယ်မရှိဘူးတဲ့နော်မင်းမယုံရင်ကြည့်နေအဲ့ဒီတာလုကဟာသူ့အတွက်သေစာကိုစားတယ်ဆိုတာမင်းမယုံရင်ကြည့်နေငါအကဲခတ်လို့ရတယ်မကြခင်မှာဟောဒီအိမ်ရှင်ရဲ့သမီးမင်္ဂလာဆောင်လိုက်မယ်အဲ့ဒီကြရင်တာလုကကြီးဘာဖြစ်မလဲမင်းကြည့်နေဟုတ်လားအဲ့ဒါတကယ်ပဲနောက်3-4ရက်လောက်နေတော့မင်္ဂလာပွဲအတွက်တာလုကကြီးထုတ်ပြီးတော့တခါလဲတတ်ပြီးတော့စားကြတာအဲ့ဒီထဲမှာပြောထားတဲ့စကားလေးတွေအသေးစိတ်လေးတွေရှိတယ်ဟုတ်လားတာလုကဟာသေစာကိုစားနေတာဟုတ်လားအစာတော့စားကြရတာပဲမစားလို့မရဘူးဒါပေမဲ့ကိုစားလိုက်တဲ့ထမင်းလုပ်ဟာဘယ်လိုထမင်းလုပ်လဲဆိုတာအရေးမကြီးဘူးလားအရေးကြီးတယ်ဒါကိုသိဆုံးပဲနော်တခါကြီးဒီမကြီးမြဒါကြောင့်အသက်မွေးဝမ်းကြောင်းမှုစင်ကြယ်ဖို့လိုတယ်ဆိုတာအဲ့ဒါကိုပြောတာဟုတ်လားကိုစားလိုက်တဲ့ထမင်းဟာသူတစ်ပါးမျက်ရည်ကြီးငယ်ကြားလိုက်ထမင်းလုပ်လားဒါမှမဟုတ်သူများဒုက္ခရောက်ပြီးမှငါအစဉ်ပြေရတဲ့အစဉ်ပြေခြင်းလားလူဆိုတာဉာဏ်ရှိတယ်ဗျာစဉ်းစားမိတာပဲဒါကြောင့်ကောင်းမှသာလျှင်နောက်ကြောင်းအေးမှာမကောင်းရင်တော့ဟန်လုပ်ပြီးတော့သာနေရမှာသူနောက်ကြောင်းမအေးဘူးဟုတ်ရဲ့လား